ခမ်းမြင့်မြင့်တောက်ဖက်နှက်ကိုစီးထားတဲ့အမျိုးသမီးတစ်ယောက်ဟာဓာတ်လေကားရှေ့မှာရက်ဆောင်နေပါတယ်။အဲ့ဒီအချိန်မှာအမျိုးသားတစ်ယောက်ရောက်လာပြီးသူမဘေးမှာရက်လိုက်ပေမဲ့သူ့မျက်လုံးတွေကသူမကိုတစ်ချက်တောင်မကြည့်ခဲ့ပါဘူး။အမျိုးသမီးကအံ့ဩသွားပြီးအဲ့ဒီအမျိုးသားကိုမျက်စိမလွှဲပဲကြည့်နေခဲ့ပါတယ်။မကြာခင်ဓာတ်လေကားတကားပွင့်လာပြီးအမျိုးသားကအရင်ဝင်သွားပါတယ်။အမျိုးသမီးကတော့သူ့ကိုဆက်လက်ကြည့်နေစေဖြစ်ပေမဲ့အမျိုးသားကသူမကိုလုံးဝဂရုမစိုက်ခဲ့ပါဘူး။ဓာတ်လေကားစတင်တက်လာတဲ့အခါအမျိုးသမီးကမနေနိုင်တော့ပဲရှင်ပဲထက်သွားမှလဲဘာလို့ခလုံးမနှိပ်တာလဲလို့မေးလိုက်ပါတယ်။အမျိုးသားကအနှဲငယ်အံ့ဩသွားပေမဲ့ဘာမှမဖြေခဲ့ပါဘူး။သူမကကြားမသွားဘူးထင်ပြီးထပ်မေးလိုက်ပေမဲ့အမျိုးသားကတိတ်ဆိတ်နေသေးပါပဲနောက်တော့သူမကနေကမျက်မှန်ကိုချွတ်လိုက်ပြီးကျမကိုဘာလို့စေချင်နေတာလဲလက်မှတ်ထိုးပေးစေချင်တာလားဓာတ်ပုံတွဲရိုက်ချင်တာလားလို့မေးလိုက်ပါတယ်ဒါပေမဲ့အမျိုးသားကအစားကနေအဆုံးထိသူမကိုလုံးဝဂရုမစိုက်ခဲ့ပါဘူးဒီအတွက်သူမကမယုံနိုင်လောက်အောင်ဖြစ်နေပါတယ်ဓာတ်လေကားကနေဆင်းပြီးသွားတဲ့နောက်တောင်သူမကစိတ်တူပြီးတွတ်တွတ်ပြောနေတော့ပါပဲအဲ့ဒီအချိန်မှာပဲအမျိုးသားကတကားရှိရောက်ပြီးလျှို့ဝှက်ကုန်နံပါတ်ရိုက်ထည့်နေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီတော့မှဒီအမျိုးသားကသူမရဲ့အိမ်နီးချင်းဖြစ်နေမှန်းသိလိုက်ရပါတယ်အခြေအနေကချက်ချင်းပဲအလွန်မင်းအဆင်မပြေဖြစ်သွားပေမဲ့ချီယွန်ဆောင်ကတော့မသိသလိုဟန်ဆောင်ဖို့စူးစမ်းနေသေးပါအမျိုးသားကသူမကိုတစ်ချက်ကြည့်ပြီးတောင်းပန်ပါတယ်လို့သာပြောလိုက်ကတကားဖွင့်ပြီးအိမ်ထဲဝင်သွားပါတယ်တကားအပြင်မှာတော့ချီယွန်ဆောင်တယောက်တည်းကြံရစ်ခဲ့ပြီးဒေါသထွက်လွန်နေပါတယ်တောင်ကိုရီးယားနိုင်ငံရဲ့နံပါတ်1ထိပ်တန်းမင်းသမီးတယောက်ဖြစ်တဲ့သူမကိုလူပေါင်းများစွာကတွေ့ကျင်ကြစကားပြောကျင်ကြပေမဲ့ဒီမျိုးသားကတော့သူမကိုလုံးဝဂရုမစိုက်ခဲ့ပါဘူးဒီမျိုးသားရဲ့နာမည်ကဒိုမင်ဂျွန်းဖြစ်ပါတယ်တကယ်တော့သူကလူသားမဟုတ်ပဲဂျိုသားတယောက်ပါလွန်ခဲ့တဲ့နှစ်ပေါင်း400ကျော်တုန်းကသူ့ရဲ့အာကာသယာဉ်ဟာကိုရီးယားနိုင်ငံမှာမတော်တဆဆင်းသက်ခဲ့ရပြီးအကြောင်းမျိုးမျိုးကြောင့်သူ့ရဲ့မူလဂျိုစီပြန်မသွားနိုင်ခဲ့ပါဘူးဒါကြောင့်သူဟာကမ္ဘာပေါ်မှာနှစ်ပေါင်း400ကျော်နေထိုင်ခဲ့ရပါတယ်။ဒီနေ့မှာတော့သတင်းတစ်ခုကိုတွေ့လိုက်ရပြီးနောက်ထပ်3လအကြာမှာဥက္ကာခဲကြီးတစ်လုံးကမ္ဘာအနီးကဖြတ်တန်းသွားမယ်ဆိုတာသိလိုက်ရပါတယ်။ဒါဟာသူ့အတွက်အိမ်ပြန်နိုင်မဲ့တစ်ခုတည်းသောအခွင့်အရေးဖြစ်နေခဲ့ပါတယ်။ဒီသတင်းကိုကြားလိုက်ရတဲ့အခါဒိုမင်ဂျွန်းကအလွန်ပျော်ရွှင်သွားပြီးနောက်ဆုံးတော့သူအိမ်ပြန်နိုင်တော့မယ်လို့တွေးလိုက်ပါတယ်။ကမ္ဘာပေါ်မှာနှစ်ပေါင်း400ကျော်နေခဲ့ရလို့ဒီနေရာကိုတန်ရောစင်ရှိလာပေမဲ့သူ့ရဲ့မွေးရဲကြိုစီပြန်ကျင်နေသေးဖြစ်ပါတယ်။နောက်3လအကြာမှာရောက်လာမဲ့အဲ့ဒီအခွင့်အရေးကိုသူလက်မလွတ်ချင်ပါဘူး။ဘာလို့လဲဆိုတော့သူ့အတွက်ကမ္ဘာပေါ်မှာဆက်နေဖို့ထိုက်တန်တဲ့အရာတစ်ခုမှမရှိသေးဘူးလို့ထင်နေခဲ့တာကြောင့်